ที่พูดเมื่อกี้ผมชอบพูดเป็นภาษาพม่าเลยพูดเตือนพวกกัน พูดเตือนพวกกันอ่ะ พูดเลยครับ ผมให้พูด เอาเลยเต็มที่พูดเลย พูดเลยครับ ครับမြန်မာပြည်သားတွေအကုန်လုံးကဒီမှာလာနေကြရတယ်နော်အကုန်လုံးကောင်းတဲ့လူရှိတယ်မကောင်းတဲ့လူရှိတယ်သူတို့ဖြစ်ရင်လည်းသူတို့ဘက်ကနေပြီးတော့ကိုယ့်ကိုပြောဆိုတာရှိမယ်မပြောဆိုတာရှိတယ်အဲ့အတွက်ကြောင့်ကိုယ့်မြန်မာပြည်သားတွေကိုကောင်းအောင်နေပြီပါအကုန်လုံးလှုပ်ရှားတာမလှုပ်ရှားတာကောင်းတာမကောင်းတာဆိုးတာကိုယ့်ကိုယ်ပဲပြန်ကြည့်ကြကိုလာနေတာသူများနိုင်ငံနော်အဲ့တော့ကျွန်တော်ပြောရတဲ့မြန်မာပြည်သားတွေအကုန်လုံးကကိုယ်နိုင်ငံမဟုတ်ပဲသူများနိုင်ငံမှာလာနေရစားရဲဆိုရင်တခြားပြန်ကြည့်လို့ကြပါအကုန်လုံးဒီလိုအားလုံးကျွန်တော်လည်းသိကြမယ်သူများလည်းကျွန်တော်ကိုသိကြတယ်နော်ဝယ်သားရရှိတဲ့မြန်မာပြည်သားရေနော်ကရင်ရှိတယ်မုံမြန်မာရှမ်းအကုန်ရှိတယ်ဟုတ်ပြီလားသူများနိုင်ငံမှာလာနေကောင်းမွန်လာနေကြပါလာနိုင်စားကြပါကျွန်တော်သူများခွေးလို့တာမဟုတ်ဘူးနော်သူများမှန်တယ်ပြောပြတာကျွန်တော်